ချမ်းသာကြွယ်ဝတဲ့အမျိုးသားရဲ့မိခင်ဟာမိန်းကလေးငယ်တစ်ယောက်ကသူတို့ကားနောက်ကိုလိုက်လာနေတာကိုမြင်ပြီးအံ့အားသင့်သွားခဲ့ပါတယ်။သူမကရင်မောင်းကိုချက်ချင်းရက်ခိုင်းလိုက်ပြီးအမျိုးသားကားပေါ်ကဆင်းလာတာနဲ့မိန်းကလေးငယ်ကပြေးလာကသူ့ခြေထောက်ကိုဖက်ပြီးအဖေလို့ခေါ်လိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကသူမကိုတွန်းဖယ်လိုက်ပါတယ်။သူဟာအမျိုးသမီးတွေနဲ့မရင်းနှီးသူဖြစ်တာကြောင့်ကလေးရနိုင်မယ်လို့တောင်မထင်ခဲ့ပါဘူး။ဒါပေမဲ့သူ့မိခင်ကတော့ကလေးငယ်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့သူငယ်ငယ်တုန်းကသူ့သားနဲ့အလွန်တူနေကြောင်းသတိထားမိသွားပါတယ်။ကလေးငယ်ကသူမအမေရဲ့နာမည်ကိုပြောပြီးလက်စွပ်တကွင်းပေးလိုက်တဲ့အချိန်မှာအမျိုးသားဟာလွန်ခဲ့တဲ့6နှစ်ကညတညကိုချက်ချင်းပြန်တတိယသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့မိခင်ကမြေးလိုချင်တာကြောင့်မိမသားကများစွာနဲ့တွေ့ဆုံမှုစီစဉ်ပေးခဲ့ပေမဲ့သူကဘသူ့ကိုမှစိတ်မဝင်စားခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီညမှာအမျိုးသမီးတစ်ယောက်အခန်းထဲဝင်လာခဲ့ပြီးထူးဆန်းတဲ့အခြေအနေကြောင့်သူမနဲ့သူတို့နှစ်ယောက်ကြားမမျှော်လင့်ထားတဲ့တွေ့ဆုံမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ထွက်ခွာမသွားခင်အမျိုးသားကသူမကိုလိုအပ်လာရင်အသုံးပြုဖို့လက်စွပ်တကွင်းပေးခဲ့ပါတယ်။အဲ့ဒီညရဲ့ရလဒ်အနေနဲ့အမျိုးသမီးကသမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။6နှစ်ကြာပြီးနောက်မွေးစားမိဘတွေကငွေအတွက်သူမရဲ့သမီးကိုအဖိုးကြီးတစ်ယောက်နဲ့လက်ထပ်ပေးဖို့ကြံစီလာတဲ့အခါအမျိုးသမီးကသမီးကိုကာကွယ်ဖို့ချမ်းသာတဲ့ဖခင်ကိုရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကံကောင်းစွာနဲ့မိန်းကလေးငယ်ကသူမရဲ့ဖခင်ကိုရှာတွေ့ခဲ့ပြီးမိခင်ကိုကယ်တင်ပေးဖို့တောင်းပန်ခဲ့ပါတယ်။အမျိုးသားကသူမဟာတကယ်ပဲသူ့သမီးဟုတ်မဟုတ်စစ်ဆေးခဲ့ပြီးရလက်ထွက်လာချိန်မှာတော့အမှန်တရားကိုသိလိုက်ရပါတယ်